လီယန်ရိုစင်ညာရဲ့နီးစနစ်ပိုင်းကကျွန်တော်တို့ထင်ထားတာတက်ကိုထူးဆန်းနက်နဲနေတာတော့သိကြပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုထက်ချက်စီ vlog YouTube channel နဲ့ Chelsea Club Forever page ကနေအပြရောင်ညီကိုများအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီမနက်ကရှင်ပန်ကစားခဲ့တဲ့ဒီဟိုပေါ့လေ Chelsea နဲ့ Charlton ပွဲမှာကျွန်တော်တို့9ဂိုးတခုဆော်ရလက်နဲ့တော့အနိုင်ရရှိခဲ့တယ်ဒီနေရာမှာကျွန်တော်တစ်ချက်ကြည့်ရမှာကရိုစင်ညာရဲ့နီးစနစ်ပိုင်းပေါ့လေမာရက်စကာရဲ့လက်အောက်ကနေပြီးတော့ကစားသမားတွေကကစားထားခဲ့တဲ့အထင်ကတော်တော်လေးများတယ်အဲ့ဒီကြောင့်မို့လို့ကျွန်တော်အနေနဲ့မာရက်စကာရဲ့အငွေ့တက်တွေတော့ကစားကွက်ထဲမှာပါနေတော့မယ်ကစားသမားတယောက်ချင်းစီတိုင်းမှာလည်းဗျမာရက်စကာရဲ့လက်ထက်မှာကစားခဲ့တဲ့ဒီ running တွေအတိုင်းသူ့ရဲ့ဘယ်လိုကနေရာယူပုံတွေအတိုင်းဆက်လက်ပြီးတော့မြင်တွေ့နေရတယ်ဒါပေမဲ့တော်တော်များများတော့ကွက်ပတ်သွားအပိုင်းလေးတွေရှိတယ်အဲ့ဒါကတော့နီးစနစ်ပိုင်းမှာတော်တော်လေးခြားနားမှုရှိတယ်ဘယ်လိုပြောမလဲဒီလီယန်ရိုစင်ညာကြတော့ဗျအနောက်တောင်း3ဘက်ပုံစံလုံးဝ direct ပေါ်အောင်တဲ့တယ်တခါတလေခံစစ်မှာနေရာယူပြီးတော့ဘယ်လိုပြောမလဲဒီဘလော့ပုံစံမျိုးလေးကစားမှသာသူ့အနေနဲ့ဘယ်လိုပြောမလဲဒီခံစစ်မှာဗျနည်းလေး4ယောက်တန်5ယောက်တန်ဖြစ်သွားတယ်ဗျအမှန်တကယ်တော့3ယောက်တန်မှကျောင်းနေအဓိကရှိတယ်ဒီထက်မှာဟာတိုပေါ့လေဟာတိုသူ3သွားတဲ့ပုံစံတွေကတော်တော်လေးကောင်းတယ်ကျွန်တော်တို့ဒီကွင်းလက်2ယောက်ရှိတယ်ကွင်းလက်2ယောက်ကိုသူ့အနေနဲ့ဒီခိုက်စီရိုရဲ့စန်တိုးဆယ်ကိုထပ်ပြီးတော့ဒီဟာတိုကို overlap လိုက်ခံတယ်ဟာတို overlap တဲ့အခါမှာတိုက်စစ်ပိုင်းမှာကျွန်တော်တို့ chance တွေအများကြီးရလာတယ်ပိုကောင်းတဲ့အခွင့်အရေးကျွန်တော်တို့ရရှိလာတွေ့ရတယ်မစိုးဘူးဗျနည်းလေးကစားဝါတော့ကောင်းတယ်ဟုတ်တယ်တစ်ဖက်အသင်းကလည်းခြာတန်ဖဲရတဲ့ကြောင့်မို့လို့အားလုံးချက်တွေအများကြီးရှိပေမဲ့လည်းသူ့ရဲ့ national ပိုင်းလေးကတော့ fluid football ဖြစ်တယ် modern football မှာကောင်းကောင်းကြီးအံဝင်နေတဲ့ကစားကွက်တစ်ခုဖြစ်လာတော့ကျွန်တော်တည်ထားဖို့တော့လိုတယ်တော်တော်လေးတော့ကောင်းတယ်နော်ချစ်ကြည့်ဖို့တော့စောသေးပေမဲ့ဗျတကယ်တမ်းသူ့ကိုကျွန်တော်အနေနဲ့အချိန်ပေးရကြိုးတော့ဘယ်လိုရောမလဲနည်းလေးအချိန်ပေးကြည့်အောင်ပေါ့လေဘာမှပြောလို့မရသေးဘူးအချိန်ပေးအောင်မြင်မှအောင်မြင်မသေးကြဒါပေမဲ့တော့နည်းကြည့်ကြည့်နေဗျာ national ပိုင်းရဲ့နည်းလေးတော့စမ်းသစ်ထားတွေ့ရတယ် modernize ဖြစ်တယ်နော်ဒီဟာတိုကိုဒီလုံးဝဆန်ဆွဲကြောတော့မှဆန်ဆွဲဟိုဘောက်စိတ်ပေါ်အောင်တိတ်မဆော့ခိုင်းဗျာဒီတိုက်စစ်ပေါင်းတဲ့ဒီကဒီ goal AC တွေကိုအဓိကဝင်ခိုင်းတယ်ကြားသွားတဲ့ဂိုးမှာဆိုရင်လည်းကျွန်တော်တို့ကိုက်စီကိုဂိုစီကိုလမ်းထောင်ပေးတာကိုဒီမက်ကီကိုခေါင်းတိုက်ပြန်ချပေးရအောင်ခေါင်းတိုက်ချဆိုရင်အမှုအမှတ်ပါပဲသူ့အနေနဲ့ခေါင်းကိုတခြားရေးတိုက်ချပေးတဲ့အနေရာမှာဟာတို half volley ကန်ထည့်သွားတယ်ပေါ့လေတော်တော်လေးကောင်းမွန်အထားတစ်ခုပါတော်တော်လေးအဆင်ပြေရတယ်တွေ့ရတယ်ပေါ့နော်မှာပိုင်းကစားပုံရဘယ်လိုပြောမလဲကျောင်းနေနဲ့ဒီကီတန်တို့ဘရန်တေတို့ကောင်းတယ်ဗျာနှစ်ပေါ်မှာသူတို့အနေနဲ့တစ်ဖက်ကခြာတန်ဖြစ်တာလဲပါတာပေါ့ဒါပေမဲ့သူတို့ကဗျာလှုပ်ခက်ကစားနိုင်တယ်ခြာတန်အနောက်တောင်ကိုအကောင်ဒုက္ခပင်တဲ့ချက်စီးသိန်းရလို့ကြောင်းတယ် Yellow Space ကိုရှာဖွေရဒါပေမဲ့ကျောင်းနေပရိုင်းမှာမက်ကီယူအနေနဲ့ကိုးသာဖန်တီးပေးသွားတာတကယ်ကစားကောင်းမှာပါဝင်ထားဘူးကစားကွက်ထဲကိုလိုက်ပါစီမှုအတွက်လိုအပ်ချက်ရှိနေတဲ့အခါမှာတော့ကိုကတော့တကူပဲရခဲ့တယ်အဲ့လိုမျိုးပဲကိုတကူရခဲ့တာလဲဗျာဘောက်စတဲကိုတစ်လုံးနဲ့ဘောလုံးချလိုက်အဲ့တစ်လုံးနဲ့ပဲရခဲ့တယ်ဘောလုံးကဆစ်ဆက်စီးပြီးမှပဲဝေ့နေတယ်ဂါနာချိုအဲ့လောက်ကြီးတိတ်မကောင်းဘူးပြောမလဲလှုပ်ကားတာလေးပါလေးရှိမှဗျာအရင်အဆင်ပြေတဲ့အင်ထားတစ်ခုတော့မဟုတ်ဘူးကျွန်တော်နောက်ထပ်ဒီဟိုပါပေါ့လေဒီကွင်းလက်ကစန်တိုးစ်ရဲ့ကိုက်စီရိုရဲ့အတွဲလေးလည်းမစိုးဘူးနေဘောလုံးအတိုလေးပေးပြီးကစားတယ်နော်နည်းလေးကွင်းလက်တန်ဖိုအကောင့်ထမ်းထားသလိုအနောက်တန်းကတော့ကျွန်တော်ပြောပြမလို့ပေါ့လေဒီဆရာကြီးနှစ်ယောက်ပေါ့ဗရီယာရှားနဲ့တိုးစင်ရဲ့တကယ်ပါဒီကောင်တွေကတော့တကယ်ကိုလက်လန်တယ်ဘယ်နီးပြလာလားဘယ်ကောင်ကန်ကန်တို့ရောမယ်လုံးဝမကောင်းတော့တဲ့ပုံစံမျိုးဗျာလုံးဝအသားပုံတိုးဆွေးမိသွားပြီလုံးဝပြန်ချက်စားလို့မရတော့အင်တာမျိုးထီကိုဖြစ်နေပြီဒီကောင်တွေပုံစံကနော်တိုစင်ကတော့ဂိုသွင်းရတာမှန်ရင်ပဲလားတိုစင်ကတော့နေပေါ်ကနည်းလေးမဆိုးဘူးနည်းလေးပိုကောင်းတယ်ပေါ့ဗရီယာရှိကတော့ဒီခြာတန်းတိုက်စစ်ကိုထိန်းရတော့မှမှားပြီးမှအဝါကဆောစီထိသွားတယ်နော်မလို့အပ်တဲ့အဝါကပဲနော်ကျောင်းနေနဲ့တော်ကြီးအနီးကပ်ပန်တာထိမဲ့အခြေအနေရှိလိုက်သေးတယ်နော်အဲ့လိုမျိုးပဲခြာတန်းတိုက်စစ်ကိုထိန်းတာဒီဘက်စင်ပြတ်ဖြစ်တယ်နော်အရန်ယူလီးလန်တယ်တွားခန္ဓာကိုယ်ကနော်သူ့မြန်မြန်ထင်တာခန္ဓာကိုယ်ကအရန်လီးလန်တယ်မြင်ဘောလဲအလောက်ကြတာဆိုတော့ပိုင်နိုင်မရဘူးနော်နင်းပေါ်မှာဗျာရန်လိုစီနာကစားကွာမှာစပီကော့စ်ကလည်းအားနေရတွေ့ရတယ်ကျွန်တော်စပီစ်ကတကိုးရသွားတယ်ဆိုရင်မဲ့စပီစ်ကကျွန်တော်တို့အနေနဲ့ခြာတန်းလို့အသင်းမျိုးတော့ဂိုးပေးအောင်လို့အခြေအနေဖြစ်ခဲ့တာကတစ်ချိန်တကယ်ဂိုးပေးလိုက်တာတစ်ချိန်ပေါ့လေဒီဂိုးပေးလိုက်တဲ့တစ်ချိန်မှာကျတော့ဟိုဘက်ကထောင်တဲ့အလုံးကိုဒီဟိုဘက်ကဂိုးရတယ်မှာဆွတ်ခတ်ပြီးတော့ second ball လည်းမနိုင်ဘူးနော် first ball လည်းမနိုင် second ball လည်းမနိုင်မယ်ဂိုးပေးလိုက်တဲ့အခြေအနေမျိုးတော့ရှိခဲ့တယ်ဒါပေမဲ့အရင်တော့ဒါကိုပြင်ဆင်သွားနိုင်မှာလို့တော့ထင်တယ်ဒါမှစိတ်ပူကြတော့သိမရှိဘူးဒါပေမဲ့နည်းနည်းလေးတော့သိထားမှာမပြင်နိုင်တော့အန်ရရှိတယ်ပေါ့လေနော်ကဲအဲ့တော့နောက်ထပ်ကျောင်းနေဒုတိယကိုရောက်ရတဲ့အပိုင်းမှာဆိုရင်ဘယ်လိုပြောမလဲနည်းလေးပေါ့ဒီတိုစင်ကောင်းတဲ့ကအလုံးကဒုတိယကိုပေါ့လေဘရန်ဒေထောင်ပြီးတာကောင်းတယ်နော်ကိုစင်ကောင်းတဲ့ဟွာလဲဒါကတော့ဒါမှသိပြီးတော့ဖြူဖြူပေါ်တာမရှိဘူးနော်နောက်တော့တတိယကိုကကျတော့နည်းလေးပြောမလဲလင်ကပ်ပလေးလင်းမြင်ရတယ်ကနာချိုနည်းလေးကောင်းသွားတယ်ဗျာကနာချိုနဲ့ကျိုးကရှုံးသွားတယ်လက်ဖွင်းမှာဒီခပ်ပတ်လုပ်ပြီးတော့ဘရန်ဒီကိုပေးတယ်ဘရန်ဒီကန်တော့ပြန်လာတော့မက်ကီကိုလိုက်တင်ပက်ကင်းသွားတာတောင်းနေတယ်ဘယ်လိုကြောင်းလဲဒီပေါ့လေ3-1ဖြစ်သွားတယ်ပေါ့လေ3-1ဖြစ်သွားတဲ့ထားမှာတောင်းနေအရန်ကအန်ဇိုတို့နတ်တိုတို့နော်အက်စတီဗာကိုဒီလက်နော်ဖူဖာနာတော့နောက်ဆုံးနေဝင်လာတယ်ထားလိုက်သူတို့ဝင်လာတဲ့အခါမှာတိုက်စစ်ကတော့ပိုကောင်းပြီးကောင်းသွားတာပေါ့လေဒါပေမဲ့လည်း
မန်ကျွန်တော်တို့အနာပေးလိုက်စီဒါပေမဲ့900ဝါတော့ကြောင့်မလို့သူ့နဲ့ရောကြည့်မှုတော့ပိုရှိသွားတယ်နော်ကျွန်တော်တို့လည်းလိုမျိုးပဲစရုပ်ထကုန်းမှာဆိုရင်ကျွန်တော်တို့စရုပ်ထကုန်းမှာဆိုရင်ကျွန်တော်တို့နဲ့ဒီပထရိုနတိုပေါ့လေသူ့နဲ့ဟိုမှာဆိုရင်တတိယ9ဝါကြတော့ကျွန်တော်တို့နဲ့ဒီဂီယူသွင်းသွားစရုပ်ထ9ကြတော့ပထရိုနတိုဒီဘယ်လိုရောမလဲလက်ဖွင့်မှာရတယ်တစ်ချက်ဖိတ်တယ်သူ့ရဲ့ format အတိုင်းပဲကန်သွားတယ်9ရတယ်ပေါ့လေနောက်ဆုံးတော့အန်ဆိုပန်ဒီကန်သွင်းသွားတယ်ပေါ့လေအဲ့တော့ဒီနေရာမှာရိုစင်ညာရဲ့ဘောပေါ့လေရိုစင်ညာရဲ့နေစနစ်ပန်ကျွန်တော်နည်းနည်းလေးတော့စိတ်ဝင်စားတယ်နော်အရင်တော့မဟိုက်သေးဘူးတပွဲပဲရှိသေးတယ်ကျွန်တော်တို့အဲ့တပွဲမှာသူ့နေစနစ်ပန်အကောင်လဲကျွန်တော်မမြင်ရသေးဘူးဗျာမာစကာရဲ့ငွေတက်တော့ပါနေဒါပေမဲ့အများအဖြစ်တော့မာစကာရဲ့လုံးဝကွက်ဟတ်တာသူ့နေနဲ့နောက်တောင်းကိုသုံးပြင်ထိုင်ပြီးတော့ဟာတိုကဘောက်ချဲတီဝင်လာလေးတော့ကောင်းတယ်အမှန်တကယ်ဆိုဗျာကျွန်တော်တို့ဟွာပေါ့ဘယ်လိုပြောမလဲဒီမာစကာဆိုရင်ဟာတိုကိုဒီဟို overlap တိတ်မလိုက်ခံဘူးစီဖြစ်ကစားရင်ကစားရဒါမှမဟုတ်လေ channel တွေမှာပြီးခိုင်းတယ်မြခုခုလာလို့မျိုးအဲ့လိုမျိုးကစားရတယ်နောက်ပြီးတော့ကျွန်တော်တို့လည်းဒီဝင်းတွေကိုအရန်အားပြတယ်မာစကာသူကြတော့ဝင်းကိုအားမပြူမဟုတ်ဘူးအားပြူတယ်ဒါပေမဲ့အယောင်ပြလောက်ပဲကစားတယ်တကယ်ဆန်ထွဲလေးကနေဖောက်ဖို့အတွက်စူးစမ်းတယ်နော်ဒါပေမဲ့ပထမမှာကျွန်တော်ဝင်းအောင်ဖောက်နိုင်ခဲ့တာကလည်းကျွန်တော်အားနဲ့ချက်တော့ရှိခဲ့တယ်ပေါ့လေအဲ့ဒါကြောင့်မလို့ဒီအပိုင်းလေးတော့ရှိသေးတယ်နောက်ထပ်ထပ်ကြည့်ရမယ်ဆိုရင်ဒီအရန်ဝင်လာတဲ့ကစားသမားတွေမှာဆိုရင်နတ်တိုတို့ဘာလို့900ဝါတဲ့ကြောင့်မလို့တော့ကျင်းနေမိတယ်နော်ဒီအန်ဆိုလည်းပန်ဒီကန်သွားတယ်ပေါ့လေအဲ့တော့ကျွန်တော်နောက်ထပ်ပွဲတွေမှာဆက်ကြည့်ရမယ်တပွဲတော့ဘာမှရှေဝေးပြောလို့မရအောင်ဆိုရင်မှကျွန်တော်တို့နောက်ထပ်ပွဲတွေမှာဘာလုပ်နိုင်မလဲပေါ့တစ်ချက်တော့ထပ်ကြည့်ရဖို့ရှိတယ်နော်အရင်တော့ဟိုက်လို့တော့မရသေးဘူးနိုင်ဝါရအတင်းကခြားတယ်လုံးအတင်းညိုးဗျာနောက်အာဆင်နယ်နဲ့ပွဲကတော့အဖြေပဲနည်းနည်းစောင့်ကြည့်ရမယ်နီးပြတော့လည်းအရင်တော့အဲ့ပွဲဘယ်လိုရတဲ့ထက်သူ့ကစားကိုယ်တွေတခြားကြည့်မယ်ဗျာအရင်တော့ဘယ်လိုပြောမလဲအာဆင်နယ်နဲ့ဒီချွေဖလားပြောမလဲ semi final ပွဲကအရေးကြီးတယ်အရေးမကြီးလည်းမဟုတ်ဗျာဒီဖလားရရင်တော့ကောင်းတယ်သူ့အနေနဲ့ဗျာဒီလိုမျိုးအန်ဆိုမာစကာချန်နာပေးခဲ့တဲ့ဒီ semi final တစ်ခုကိုသူ့အနေနဲ့အကောင်းဆုံးတက်လာပြီးတော့ဖလားယူနိုင်လိုက်မယ်ဆိုရင်တော့အဆင်ပြေတဲ့ထားတစ်ခုမှရှိတယ်ဗျာအရင်စိုးရင်စရာတော့မကောင်းဘူးအာဆင်နယ်နဲ့ကြောက်ကန်မယ်နော်ကြောက်အောင်အာဆင်နယ်ကလည်းပြန်လဲဖလားပို့ပြီးအောင်ဆက်ရမှုကျွန်တော်တို့အခွင့်အရေးရှိတယ်လူစင်ညာဘယ်လိုပြောအောင်ကျွန်တော်နဲ့ကြည့်ရင်ပြီး Brentford နဲ့ပွဲကတော့ပိုရေးကြည့်တယ်ပြန်လဲမှာကျွန်တော်ခွေးဖြစ်နေတာကြာပြီဗျာ relegation form ကျွန်တော်နဲ့သွားနေရတာအဲ့တော့အကောင်လုံးတွန်းနေမို့လို့တယ်အဲ့တော့ကျွန်တော်အနည်းချုပ်ပြောရမယ်ဆိုရင်မာစကာရဲ့ဒီဘယ်လိုရောမလဲကစားပုံကစားကိုအောက်ကနေကျွန်တော်အနေနဲ့စပြီးတော့ခွက်ထုတ်ဖို့အတွက်ပြင်ဆင်လာပြီမာစကာရဲ့အငွေ့တက်လေးတော့ပါနေသေးတယ်ဒါပေမဲ့လည်းဒီဘယ်လိုမလဲလူစင်ညာအနေနဲ့ကွင်းလေဒီဝင်ရိုးကိုထိန်းလာလေးကြတော့ကွင်းလက်မှာဗီရက်တဲပြီးတော့ဒီဆန်တိုစ်ရဲ့ကိုက်ဆီရိုအတွဲရနေပြီးတော့တခါလေကီတန်ကဒီနမတန်းနေရတဲ့ high speed တွေဝင်လာတာလေးရှိတယ်နောက်ပြီးနောက်တစ်ယောက်ဖြစ်တဲ့ဂျောင်းနဲ့ဟိုကောင်ပေါ့ဂနာချိုတို့နောက်ပြီးရင်ဒီဟာတိုလည်းတစ်ချက်ပြန်ဆင်းပြီးတော့ပေါ်အောင်လုပ်ပေးတယ်အဓိကတော့ကွင်းနဲ့ပေါက်ရှုပ်ဦးဆောင်ပေးပဲနဲ့ဒီဟိုကဟာတိုကဒီဆန်ဖရဂျောလေးဝင်တိုးကအပိုင်းလည်းကျွန်တော်အရင်သဘောကျမိပါတယ်အဲ့တော့နေ့ပေါ်နိုင်သွားတဲ့ကြောင့်မို့ကျန်တဲ့ပြီးနောက်အာဆင်နယ်ပွဲဘယ်လိုရအောင်လဲဘရန်ဖုန်းနဲ့ပွဲဆက်ဝင်စားတယ်ချန်နယ်လေးမှာသူဘယ်လိုလုပ်ပါနိုင်လဲရိုစင်ညာပေါ်တော့ကျွန်တော်နေနဲ့အဆုံးမအောင်ကျွန်တော်ဝေဖန်ခဲ့မိပြကျွန်တော်တကယ်လည်းမကြိုက်ပါဘူးဒါပေမဲ့သူ့ကိုမကြိုက်တာကျွန်တော်အကြောင်းဝက်ချက်ခံအောင်လည်းသူ့နေနဲ့ short ဘောက်အတင်းအောင်ကိုင်းနေဟာစီကမှလောက်လာဖြစ်ခဲ့တာမရှိဘူးเนาะသူ့နေနဲ့လို့ပြောမလဲဒီဟိုပါပေါ့စောမှာလည်းအရင်ကောင်းထားတာမျိုးမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်နဲ့သူ့ကိုမြုံကြည့်ခဲ့ဘူးဒါပေမဲ့အခုတော့သူ့နည်းနည်းတော့ကြည့်မယ်စောကြည့်မယ်ကိုယ့်ရဲ့နီးပြဖက်လာတဲ့ကြောင့်မလို့လည်းကျွန်တော်နဲ့မချစ်တော့လဲအောက်ကနေအခုကတော့မချစ်တော့တာမဟုတ်ဘူးနည်းလေးတော့ချစ်တော့ချစ်ရင်ငါပြူလာကြတယ်နည်းလေးကြည့်အောင်မယ်ဘယ်လိုလာအောင်မလဲပေါ့လေကဲအဲ့တော့ကျွန်တော်အနေနဲ့နောက်ထပ်ပွဲတွေမှာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်အန်တိုမာစကာရဲ့အသွင်ဘယ်လိုမျိုးကွက်ထွက်မလဲနော်အရင်တော့မကွာဘူးဗျာတူတော့တူတယ်အန်တိုမာစကာသူနဲ့ကဘယ်ပြောမလဲလုံးဝတရားကန်လုံး different ဖြစ်လာတော့မဟုတ်ဘူးဒါပေမဲ့တူတဲ့အပိုင်းလေးရှိသလိုမတူဘဲနဲ့ပိုကောင်းသွားတဲ့အပိုင်းလေးတွေနော်နောက်ထပ်ဘယ်လိုအားကြိုင်ကျွန်တော်ထပ်မြင်လာအောင်လဲဆိုတာကိုနောက်ထပ်ပွဲတွေမှာကျွန်တော်အနေနဲ့ဆက်လက်စောင့်ကြည့်နေပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ FA နောက်ဆင်တော်သွားပြီး EFL ကမှာ semi final မှာရှိနေတယ်ချန်ပီယံလိကြံသေးတယ်ဒီမှာလည်းမှာတော့တိတ်ချင်းနေမကောင်းအဆင့်ရှိရောက်နေပြီဒါပေမဲ့ top 4တော့ကျွန်တော်အနေနဲ့ top 4 top 5ချန်ပီယံလိဝင်ကန်တော့ရအောင်ဒီရန်လိုစင်ညာလိုပေးရယူပေးရမယ်အဲ့ဒါကြောင့်မလို့မင်းထုတ်ပြောရရင်လိုစင်ညာကနီးစနစ်ပိုင်း technical switch ဖြစ်တယ်ကောင်းတယ်သူ့ရဲ့နီးတူအောက်မှာကစားသမားတွေကအဝင်ဖို့လွယ်တယ်နောက်ပြီးတော့ဒီပါမာတော့ဘာလို့ကစားမလဲသူတို့ကနံပါတ်10အောင်ပို့ပြီးတော့ဒီဘယ်လိုမလဲ total control တစ်ခုနဲ့သူနီးပြပိုင်းကျွန်တော်တို့နဲ့မြင်ရဖို့ရှိတယ်နောက်ပြီးတော့ link up လေးလည်းအများကြီးကောင်းလာတယ်လို့ပြောကြရင်တော့ကျွန်တော်ဗီဒီယိုကိုဒီမှာပဲနားကြပါခင်ဗျာကျွန်တော်ဗီဒီယိုကိုအဆုံးချုပ်ပေးတဲ့ညီကိုတောင်းတောင်းရှင်းအောင်ကျေးဇူးတင်ရှိပါတယ်အားလုံးတော့ဆက်လိုက်ပါရနော်အားလုံးမစီဘူးပါ